တယ်ခင်ဗျာတပည့်အမေကိုမိသိညိုပြီးတော့ကျွတ်တို့လွတ်ရကိုသွားကြပါစို့ဒါဟိုဖေတို့အရင်နေတဲ့နေရာမင်းအမေကိုတရိယာလွမ်းဆွတ်တဲ့အနေနဲ့လူသူပေါ်တဲ့နေရာမသွားပါနဲ့တော့ကွာဒီမှာပဲနေကြပါစို့နေခြင်းဘူးကျွန်တော်အမေကိုမတနာလို့မဟုတ်ဘူးအမေကျွန်တော်အပေါ်တနာတယ်အမေကျွန်တော်ပေါ်ချစ်တယ်အမေကျွန်တော်ပေါ်မေတ္တာရှိလို့ဒီပညာတွေသင်ပေးလိုက်ပြီခုတော့လေဒီပညာတွေတက်ခါမှာအမေရဲ့ချစ်ချင်းမေတ္တာတွေကျုံနားလေလာလို့မေမေနေတဲ့လှိုင်းကိုပြရရင်ဖြင့်အမေတတိယရာနဲ့ကျုပ်စားမဝင်အိမ်မကျုပ်စားမဝင်အိမ်မပြောအမေအပေါ်လွမ်းတဲ့စိတ်တွေနဲ့ကျုပ်သေးမှာပဲဒါကြောင့်ဖေဖေလူသူနေတဲ့လူတော်တွေကိုသွားကြပါစို့ကြိုက်ွယ်စိတ်ပြေလက်ပြောက်ကြိုက်သွားကြစို့ဘလူမကြီးနေရခဲ့ပြီတော့ဆုံးပြီမဘူးနမရဲ့နေရခဲ့ပြီလို့အတ္တမုခိဘလူမကြီးရဲ့ဒုသအဖသွားပြီလို့ဟောသားဖနှစ်ယောက်ထွက်လာခဲ့ရွှေနန်းတော်ရောက်တော့နန်းတော်ဝါကရက်ခြေရာကိုလိမ်မာတဲ့သူငယ်တယောက်ရောက်နေတယ်လို့ဘုရင်တော်ဥတင်ပေးကြပါဘုရင်ကလှမ်းခေါ်တယ်အဲ့ဒီတငယ်ခေါ်ခဲ့ဟေးအမောင်ဘုရားမင်းပါပညာတတ်ဘုရားကျွန်တော်မျိုးကြီး12နှစ်ထက်ကခိုးသွားတဲ့ပျောက်ဆုံးသွားတဲ့ပစ္စည်းတွေကိုခြေရာခံပြီးတော့ရအောင်လိုက်နိုင်တဲ့ဖမ်းနိုင်တဲ့တခိုးကိုရှာနိုင်တဲ့ပညာရှိပါဗျာခြေရာလိမ့်ပါပါဗျာအေးဒါပြင်ငါထမင်းခံစားတော့မှတ်လားပါဗျာဘုရားကျွန်တော်မျိုးကြီးဒီတန်မြညနဲ့မခံစားနိုင်ပါဗျာတနေ့ကိုငွေ1000ပေးမှခံစားနိုင်မှာပါဗျာပြေးကတနေ့ဘယ်လောက်တဲ့1000ပါဗျာတနေ့1000နဲ့မှခံစားနိုင်မယ်ဆိုတော့ရှင်မယံကအေးကောင်းပြီမင်းတနေ့1000ပေးမယ်ခံစားပြီတော့လို့ရွှေနန်းတော်ခေါ်ထားလိုက်ပရောဟိတ်ပုံနာကြီးအကြံတစ်ခုဖြစ်လာဘယ်နဲ့တော့ဘုရင်မင်းတရားကြီးပရောဟိတ်ပုံနာကြီးပါတော်ဥတင်ရင်မှန်လားပါဗျာဒီတငယ်တနေ့1000ပေးရတာမနှဲဘူးဗျာမနှဲနဲ့အဲ့ဒါမင်းလို့လားမင်းကသူ့လိုပညာတတ်လို့ခြေရာကိုကြည့်ပြီးတော့12နှစ်ထက်ကပစ္စည်းတွေကိုရအောင်ယူနိုင်နေကွာမှန်လားပါကိုတော်ကြီးသူခြေရာခံပြီးတော့ယူပေးတဲ့ပစ္စည်းဘာတစ်ခုတပြားသားရသေးလို့တို့ဟာမရသေးပဲခိုင်းမခိုင်းသေးပဲနဲ့အဲ့ဒါလက်တွေ့စမ်းရမယ်ကိုတော်ကြီးအေးနေအောင်ကွလက်တွေ့စမ်းတာထားတော့ဒီကိစ္စတဘာသောပစ္စည်းမစမ်းနဲ့ကွာပရောဟိတ်ပုံနာဖေမင်းနဲ့ငါနဲ့နှစ်ယောက်သေးသိပါစေရွှေနန်းတော်ယရနာဓိုက်ကပစ္စည်းတွေကိုမင်းနဲ့ငါနဲ့ကိုယ်တိုင်ခုံးရှင်မရင်သူပစ္စည်းသူခိုးမလို့တဲ့ခြေရာနဲ့တခိုးရှာခိုင်းနေတယ်လားမင်းနဲ့ငါနဲ့နှစ်ယောက်သေးသွားခိုးပြီးတော့လေသူမသိအောင်တနည်းတဖုံအဖြစ်ကွာခြေရာခံနိုင်တာမြေကြီးပေါ်သာခံနိုင်တော့မပေါ်ကွာကောင်းကင်ခြေရာသူပဲနဲ့လို့ခံပါတော့လားဘာကြစို့ဘယင်နဲ့ပရောဟိတ်တိုင်ပင်ပြီးတော့ယရနာတိုက်ကယရနာတွေထုတ်ပြီးတရားနာပိသပြတ်တတ်တဲ့ပြတ်တတ်ကနေပြီးတော့တရားနာပိသရေမင်းအိမ်တကားလှေကားနဲ့ထောင်ပြီးပြန်ဆင်းလှေကားနဲ့ထောင်ပြီးမင်းအိမ်တကားဘောက်တခါနဲ့3-4ပေါင်ပတ်နောက်လှေကားပြန်ထောင်ပြီးတော့တရားနာပိသဒတိုင်းထက်တက်ပြီးတော့အပြင်ဘက်ဆင်းဆင်းပြီးတော့တရားစီရင်နဲ့တင်းကုတ်သွားတရားစီရင်နဲ့တင်းကုတ်ကနေလှေကားထောင်ပြီးတော့နန်းတွင်ရောက်နန်းတွင်ကနေရေကန်သွားရေကန်3-4ပါပတ်ရေကန်အတွင်းမှာဆင်းပြီးတော့တရားနာပိသလှေကားတွေနဲ့ထောင်တဲဆင်းဝင်လှဲပတ်ထောင်တဲဆင်းဝင်လှဲပတ်ပြီးတော့ရေကန်တဲ့မသိအောင်ဆိုပြီးတော့ပစ္စည်းတွေဖုံးထားကြထားပြီးတော့ယရနာတွေကလူတွေဘယင်ကအသိမှပေးထား
င်းပါဗျာဟဲ့မင်းကြီးများဗျာယရနာတိုက်တခိုးဖောက်တဲ့ကွမလားဗျာဒီတခိုးရောက်ရှာဖို့အရေးကြီးနေပါပြီဗျာဟဲ့မပူနဲ့ငါခစားနေတဲ့တနေ့အသဗျာ1000စားလုပ်နေတဲ့ဗရကုတလမန္နဝဆိုတာရှိတယ်ရှေ့တော်သွေးစီရောက်ရောဗရကုတလရှေ့တော်ရောက်မလားပါဗျာရှေ့တော်ရောက်ကြောင်းပါဗျာဟဲ့ဗရကုတလမန္နဝဗျာရှေ့တော်ရောက်ပါဗျာအေးရှေ့တော်ရောက်တော့အမိန်တော်မှတ်မယ်ကွမင်းသိအောင်ငါဘယင်ဤယရနာတိုက်ထဲမှာများစွာသောယရနာတွေကိုသခိုးခိုးပြီးတော့ဘယ်မှာထွက်သွားတယ်ဆိုတာမသိဘယ်မှာလဲ